ဒ္ဓသာသနာစီကြီးမြည်ကြီးကတိုက်ကြီးသောသံတော်ရှင်မချီးပြုခေါ်ညွှန်းကကိခရာသိမ့်သံမကပါအောင်မတိတ်အောင်နမိတ်တွေဝေစားသံတော်ရှင်ဓမ္မဟာသာသနာပန်းပွင့်လန်းစွာဒီပါရိုင်းမန္တလေးပွင့်လာအစင်းလေးပွင့်ထုံးလာဗုဒ္ဓသာသနာစီကြီးမြည်ကြီးကတိုက်ကြီးသောသံတော်ရှင်မချီးပြုခေါ်ညွှန်းကကိခရာသိမ့်သံမကပါအောင်အတိတ်အောင်နမိတ်တွေဝေစားသံတော်ရှင်ဓမ္မဟာသာသနာပန်းတို့ပင်လန်းစွာဒီပါဆွေတော်ရှိသောမျိုးတော်ပေါင်းတို့စုံလီယာသာသနာရောင်ဝလွမ်းတဲ့သူနာဘုံမိမိမှာတိုက်ကြီးသောဆရာတော်ဘုရားကဆိုဆုံးမလို့ကငါသုံးလီအကျင့်စခန်းနဲ့ပွင့်လန်းကြမှာဆွေတော်ရှိသောမျိုးတော်ပေါင်းတို့စုံစည်းရာသာသနာရောင်ဝလွမ်းတဲ့သူနာကဘုံမိမြေမှာတိုက်ထီသောဆရာတော်ဘုရားကဆိုဆုံးမလို့ကငါသုံးလီအကျင့်စခန်းနဲ့ပွင့်လန်းကြမှာတသွေးတဲ့တသားတဲ့သာသနာအကျိုးဒီဘုရားသံတော်ဓမ္မဟာထွန်းလင်းရင်လို့ပြဗုဒ္ဓသာသနာနေလို့တို့သာညစဉ်သာဓမ္မပလင်မှာမတိဘူးကြောသွားတာတိကြသူအပေါင်းမောကြွားမှုရာနဂါရရှိဆက်ဆက်မမညွန်ပြဆုံးမာရာညစဉ်သာဓမ္မပလင်မှာမတိဘူးကြောသွားတာတိကြသူအပေါင်းမောကြွားမှုရာနဂါရရှိဆက်ဆက်မမညွန်ပြဆုံးမာရာဆရာတော်ဖရာရဲ့မြစ်တာရိပ်မှာခူလုံးကအောင်တပွင့်တို့အောင်စီယုံကအောင်ပြုံးစုံအောင်မြည်မှာသာရုခေါ်သံဘဝရန်လို့ပြလူနဲ့မြမပေါင်းကောင်းကြီးအောင်မင်္ဂလာ